အခုခါမှာတော့အီရန်အစ္စရေးနဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်ပတ်သက်နေတဲ့အရှေ့အလယ်ပိုင်းဒေသတစ်လွှာကအလွန်တင်းမာနေတဲ့အခြေအနေကိုကျွန်တော်တို့စောင့်ကြည့်နေပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာအမေရိကန်နဲ့အစ္စရေးတို့ကအီရန်နိုင်ငံတစ်လွှာကိုအနိုင်ခံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်အီရန်နိုင်ငံကလည်းအစ္စရေးနိုင်ငံနဲ့ဒေသတွင်းရှိအမေရိကန်အခြေစိုက်စခန်းတွေကိုဒရုန်းတွေပဲ့ထိန်းဒုံးကြီးတွေအမြောက်များနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်မြို့ကြီးတော်များများမှာတေးစေနိုင်တဲ့တိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံးမှုအရေးအတွက်ဟာလည်းမြင့်တက်နေပါတယ်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှလက်ဘနွန်နိုင်ငံအထိကူးစက်ပြန့်နှံ့လာပြီးအရက်သားတွေလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်ဒေသတွင်းစစ်စင်ရေးတွေကျေပြန့်လာတာကြောင့်အမေရိကန်စစ်တပ်ဘက်မှလည်းအကြအဆုံးတွေရှိနေပါတယ်ဟော်မုစ်ရေလက်ကြားကိုဖျက်ဆီးသွားလာနေတဲ့ရေနံတင်သင်္ဘောတွေဟာလည်းရက်တက်လူနေပါအထိနှိကွေးသွားခဲ့ပြီးကမ္ဘာကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကိုရိုက်ခတ်နေပါတယ်အဆိုးရွားဆုံးအခြေအနေတွေဖြစ်လာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေကြောင့်ရေနံစင်းနှုန်းတွေထိုးတက်လာပြီးမဟာဗျူဟာမြောက်အရန်ရေနံတွေကိုလည်းထုတ်ယူသုံးစွဲနေရပါတယ်စစ်ပွဲကိုအများဆုံးအဆုံးသတ်ဖို့အရေးအယောင်တွေရှိနေပေမဲ့အီရန်ဆိုရကတော့အပြစ်ခတ်ရစရေးလှုပ်ဆောင်မှုညှင်းဆိုထားပါတယ်ဒါဟာလက်ရှိဖြစ်ပွားနေတဲ့သတင်းဖြစ်ပြီးယခုလိုဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်အရှိအလဲပိုင်းဒေသမှာစစ်ရေးတင်းမာမှုတွေပုံမှန်မြင့်တက်လာနိုင်ပြီးနိုင်ငံတကာဆက်ဆံရေးပုံမှာလည်းအကြီးမားဆုံးတက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်အတီးပြူပြီးသားနောက်ဆုံးရသတင်းတွေကိုဆက်လက်ဖော်ပြပေးသွားပါမယ်